အားလုံးပဲနေတော့တော့လိုက်တဲ့ကဲရောတယ်လေးကျူးလိုက်ရမကြောက်ဟာဘာဖြစ်လို့ကြားတယ်ခုကြားโอเคခဏလေးမော်တေးဝေထားတဲ့ email လေးနဲ့ချက်ဆိုင်ကူတယ်ဘောဟေးဘော်ရာတို့ကြားပြီလားဘော်ရာတို့ကြားပြီလားကြားရင်ကြောင်းပြန်ကြားရင်ကြောင်းပြန်အေးဟောကြားပြီဟုတ်ကြားပြီโอเคအဲ့ဆိုလို့ရှိရင်အစနေပြန်စမယ်အားလုံးပဲမင်္ဂလာပါရော်ဂိုက်ဟာတာကေကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့မောင်အတိတ်ပဲဖြစ်ပါတယ်မောင်အတိတ်ဒီနေ့ပြပြချင်တဲ့အကြောင်းလေးကတော့ဒီ wireless model လေးအကြောင်းပဲဖြစ်ပါတယ်ဘော်ရာတို့ let's go ဒီ wireless mic လေးရဲ့နာမည်ကတော့ TNW82 wireless mic လေးပဲဖြစ်ပါတယ်ဒီ mic ကလေးကမော်တိတ်လိုမျိုး AACC အပြင်မှာလွတ်လပ်လပ်စကားပြောလို့လည်းရမယ်တော့ဒီရိုက်လို့လည်းရမယ်တော်တော်လေးအဆင်ပြေပေါ်တာတို့20 meter ဒီအကွာအဝေးရရဲဆိုတော့ပေါ်တာတို့စဉ်းစားကြည့်တော့အခုဆိုလို့ရှိရင်မော်တိတ်အဝေးရောက်နေမယ် AACC ပဲပေါ်တာတို့စကားပြောနေလို့ရနေမယ်ဒီလိုအနီးနီးနားနားဆိုလည်းစကားပြောနေလို့ရနေမယ်ဆိုတော့ so smooth ပါရဲပေါ်တာတို့ဒီ mic ကလေးရဲ့နာမည်ကတော့ TNW82 wireless mic လေးပဲဖြစ်ပါတယ်ပေါ့ဒီ TNW wireless mic လေးကိုဘော်ရောနေနဲ့ဝယ်အားပေးခြင်းနဲ့ဆိုလို့ရှိရင်မောင်တိတ်အလင်းလေးချပေးတာမှာဖြစ်ပါတယ်ဆိုတော့ထုံးမနာမည်ဘော်ရာတို့ thank you ပါဘော်ရာတို့ရေ see you in next video